သတို့သမီးမင်းသမီးကမင်္ဂလာဆောင်ဝတ်စုံနဲ့စိတ်ပြက်လက်ပြက်ဖြစ်နေတယ်။ဘေးကအမျိုးသမီးတစ်ယောက်ကလှောင်ပြောင်သလိုပြောဆိုနေပြီးမင်္ဂလာကားအဖြစ်ဗန်ကားအဆုပ်လေးတစ်စီးရောက်လာတယ်။လူတိုင်းကသူမကိုလှောင်ပြောင်ခဲ့ကြတယ်။တထေးသမီးလေးကနေအခုတော့နွမ်းပါတဲ့မိသားစုစီကိုဗန်ကားအဆုပ်လေးနဲ့လိုက်သွားရတော့မယ်တဲ့လေ။အလှည့်အပြောင်းသူမဗန်ကားလေးနဲ့လိုက်သွားပြီးနေဘက်ကအိမ်လေးတစ်အိမ်ကိုရောက်သွားတယ်။ရောက်ခမဖြစ်သူကပျော်ရွှင်စွာကြိုဆိုပြီးစပွဲပေါ်မှာအဖိုးတန်ပင်လယ်စာဟင်းလျာတွေအပြည့်ပြင်ဆင်ထားတယ်။ဒါပေမဲ့သူမအိမ်ကိုရောက်တဲ့အခါအရာအလုံးကပြောင်းပြန်ဖြစ်သွားခဲ့တယ်။နှွေးထွေးတဲ့ကြိုဆိုမှုတွေနဲ့အတူစပွဲပေါ်ကဟင်းတွေကတာမန်ဟင်းတွေမဟုတ်ပဲအလွန်ရှားပါတဲ့အဖိုးတန်ဟင်းလျာတွေဖြစ်နေတာကိုသူမအံ့ဩစွာတွေ့လိုက်ရတယ်။သူတို့သားမင်းသားကရိုးရှင်းတဲ့အဝတ်အစားနဲ့အထုပ်တစ်ထုပ်ကိုယူလာပေးတယ်။အထဲမှာစိန်တွေရွှေတွေအပြည့်ပါတဲ့တစ်တာကိုဖွင့်ပြလိုက်တဲ့အခါမင်းသမီးလေးမျက်လုံးအပြူသားဖြစ်သွားတယ်။မင်းသားကသူမကိုရိုးရိုးရှင်းရှင်းပဲလက်ဆောင်